မြတ်စွာဘုရားသခင်ကိုရောမြတ်သည်တက်တော်80အရွယ်နောက်ဆုံးအချိန်ထိအောင်ပြိဋိနိဗ္ဗာန်ပြုတော်မဲ့ရောင်ဆောင်ပေါ်မှာလျှောက်ဆက်ရင်တရားရည်ရဲ့အကျိုးအတွက်ဟောကြားဆုံးမတော်မူခဲ့တာဖြစ်တယ်။မဟာသုဒ္ဓတနာသုတ်တန်ကြီးကိုပထမယံအတွင်းမှာပဲမြတ်စွာဘုရားဟောကြားဆုံးမတော်မူတယ်။ဒီနေရာကိုတမင်ရွေးချယ်ပြီးတော့ရောက်အောင်ကြွလာတာဟာမဟာသုဒ္ဓတနာသုတ်တန်ကြီးကိုဟောကြားဖို့ပဲ။ကုသိနာရနေပြည်တော်ရဲ့အတိတ်သမိုင်းကြောင်းကိုထုတ်ဖော်ဟောကြားတဲ့အနေနဲ့မဟာသုဒ္ဓတနာသုတ်တန်ကြီးကိုဟောကြားခဲ့တာဖြစ်တယ်။မဟာသုဒ္ဓတနာအမည်ရှိတဲ့စัจ जा မင်းကြီးဘဝတုန်းကမြတ်စွာဘုရားရဲ့အတိတ်ဘဝတုန်းကကုသဝတီနေပြည်တော်ကြီးလို့ဧဝတမချင်းကျက်ခမ်းနားလာတဲ့စัจ जा ရိမင်းကြီးစိုးစံရမြို့ပြဒေသအဖြစ်အတိတ်ကသမိုင်းဟောင်းကိုမြတ်စွာဘုရားပြန်ပြောင်းပြီးတော့ဟောကြားဆုံးမခဲ့တာအဓိကအချက်ကတော့ဘယ်အရာမှမမြဲဘူးဆိုတာကိုတရားတွေကိုသိရှိစေခြင်းနဲ့ပေါ့မြတ်စွာဘုရားကိုယ်တိုင်ကသဗ္ဗေသင်္ခါရအနိစ္စသင်္ခါရတရားတွေဟာဘယ်တော့မှမမြဲဘူးဝေယဓမ္မသင်္ခါရဖြစ်လာပြီးပြတ်သွားမှာပဲဆိုတဲ့တတိရှိကြဖို့ဒီဟာကိုဆုံးမဩဝါဒပေးခြင်းလို့မဟာသုဒ္ဓတနာသုတ်တန်ကြီးကိုဟောကြားဆုံးမတော်မူတယ်။လောကလူတွေကအချိန်နာကုန်သွားတဲ့ထင်ပြီးတော့မိမိရဲ့ဘဝကုန်ဆုံးသွားတာကိုသတိမပြုမိကြဘူး။ဒီကနေ့ပဲကိုယ့်ဘကိုစဉ်းကျင်စဉ်းစားကြည့်။နတ်လက်ချိန်ကနေပြီးခုညနေချိန်ညချိန်ရောက်လာအဲ့ဒီလိုအချိန်ဟာရွှေ့ပြောင်းပြီးကုန်သွားတာနဲ့အမျှမိမိတဏ္ဍာမှာရှိတဲ့ရုပ်တရားနံတရားတွေဟာလည်းအချိန်နဲ့တွဲဖက်ပြီးတော့ပျက်စီးနေတယ်ဆိုတာကိုသတိထားဖို့လိုအပ်တာပေါ့။သို့မဟုတ်ရင်အချိန်သာကုန်သွားပြီးကိုယ်ကတော့မကုန်သေးဘူးလို့ထင်နေကြတယ်။အဲ့ဒီလိုထင်နေခြင်းအပြင်မှန်ကန်တဲ့အမြင်တစ်ခုကိုမရရှိနိုင်ဘူး။ကာလောခတတိပုတ္တနိလို့ဆိုတဲ့အတိုင်းအချိန်ကလူရဲ့တဏ္ဍာမှာရှိတဲ့အင်အားတွေနုပြုံမှုတွေကိုဝါမျိုးပြီးတော့ပြစ်နေတာဒါကြောင့်မို့အချိန်ကုန်သွားသည့်နဲ့တည်းမိမိရဲ့တဏ္ဍာမှာရှိတဲ့နုပြုံမှုတွေကပါသွားပြီအင်အားတွေလည်းပါသွားပြီမိမိရဲ့အသက်စီဝိတနဲ့ဘဝဟာလည်းရွေ့နေတယ်ဆိုတာကိုအချိန်နဲ့တွဲဖက်ပြီးတော့မမြဲတဲ့သဘောတရားတွေကိုစဉ်းကျင်စဉ်းစားမိဖို့အရေးကြီးတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားမာလမင်းတို့ရဲ့ကုသိနာရပြည်အင်းချင်းဥယျာဉ်အတွင်းမှာသမိုင်းကြောင်းကိုဖော်ထုတ်တဲ့အနေနဲ့မဟာသုဒ္ဓတနာသုတ်တန်ကြီးကိုဟောပြောခဲ့တယ်။တစ်ချိန်တုန်းကညီမြကြီးကျယ်တဲ့စီးစိမ်ဥစ္စာတွေမဟာသုဒ္ဓတနာမင်းဘဝကခံစားရခဲ့တော့လေဘယ်ရာမှမမြဲဘူး။အဲ့ဒါတွေဟာအကုန်လုံးပြီးသွားပြီ။အခုမြတ်စွာဘုရားဘဝရောက်တဲ့ဟာလေမကြာခင်ပဲပြီးဆုံးတော့မယ်ဆိုတဲ့တံဝေကကိုလက်တွေ့ဖော်ပြခြင်းပဲဖြစ်တယ်။သင်္ခါရဆိုတာညီးဝေးဖို့အမတမကောင်းနေပြီ။အခုလိုပဲပြောင်းလဲနေတဲ့အနေအထားမျိုးတွေဟာဘယ်အခါမှပဲဖြစ်ဖြစ်ပြောင်းလဲနေအောင်မှာပဲဆိုတာကိုတာရကပြပြီးသိစေလိုတာဖြစ်တယ်။ကိုယ်သိနိုင်ညောင်ဆောင်အင်းပြင်လျှောက်ဆက်ရင်ကနေပြီးတော့မဟာသုဒ္ဓတနာသုတ်တံကိုဟောပြောတော်မူပြီးတဲ့နောက်မှာရှန္ဒလာမထေရကိုခိစ္စတောအနန္တကုသိနာရံပဝိသိတောကောတိနာရကနံမန္လနံအာရောစေဟိကဲအနန္တတောကုသိနာရမှာရှိကြတယ်မန္လလူမျိုးတွေကိုသွားပြီးတော့အကြောင်းကြားလိုက်ဒီကနေ့ပဲပစ္စည်းမယံနောက်ဆုံးရလို့ခေါ်တဲ့ပစ္စည်းမယ6နာရီချိန်လောက်ကနေပြီးတော့10နာရီလောက်ထိအောင်ကိုပထမယံလို့ခေါ်တယ်10နာရီကနေပြီးတော့နိုင်ပြန်2ချက်လောက်ထိအောင်ကိုပစ္စည်းမယံလို့ခေါ်ပြီးတော့နိုင်ပြန်2ချက်ဟိုဘက်လင်းအားကြီးချိန်ထိအောင်ပစ္စည်းမယံလို့
4 နာရီစီ 4 နာရီစီအပိုင်းလိုက်တဲ့အခါပထမယံသိပ်ပြီးတော့ညင်းတဲ့တကောင်မဖြစ်ခင်ကုသိနာရမြို့ရဲကမန္တမင်းလေးစီအကြောင်းကြားသည်ရှင်အနန္ဒာကိုသမတ်တယ်သွားပြီးတော့အကြောင်းကြားရမှာတော့ဒီကနေ့ညတကောင်ကျော်နောက်ဆုံးယံပိုင်းမှာမြတ်စွာဘုရားဟာပြိဋိဘံပြုတော်မယ်ပြိဋိဘံပြုတော်မူမှာဖြစ်သည့်အတွက်ကြောင့်အားလုံးဟာသက်ရှိထင်ရှားမဖူးလဲရမရှိစေနဲ့မတွေးလဲရမရှိစေနဲ့အဲဒီမှာမြတ်စွာဘုရားကသူတို့ကိုပြောဆိုစေတဲ့စကားတွေမှာအာမဂံကမ္မခိတ္တိတထာဂတတပြိနိဗ္ဗာန်နမယံလဘိမပစ္စည်းမေကာလေတထာဂတတသနာနောက်ဆုံးအချိန်လေးမှာမြတ်စွာဘုရားကိုဒုရတွေတွေ့ခွင့်မရလိုက်ဘူးတို့ရဲ့မြို့မှာလာပြီးတော့သတင်းသုံးတာဖြစ်ရတဲ့ဒုရတွေဟာတွေ့ခွင့်မရလိုက်ဘူးလို့ဆိုပြီးတော့နောင်တကြီးစွာဖြည့်ကြလိုက်မယ်ဒါကြောင့်နောင်တမရအောင်ခုချိန်မှာမြတ်စွာဘုရားတတ်တော်ဖြစ်ရှားရှိနေတဲ့အချိန်သွားရောက်ပြီးတော့ဘုရားကိုဖူးမြင်ရလို့ဆိုတာကိုရှာနနာကိုအကြောင်းကြားခိုင်းလိုက်မြတ်စွာဘုရားသတင်းသုံးနေတဲ့အင်ဂျင်ဥယျာဉ်ကြီးဟာကုသိနာရမြို့ရဲ့စနေထောင်းဘက်မှာရှိဟောတောင်ဘက်တဲ့ထွက်သွားပြီးအနောက်ဘက်ကိုချိုးဝင်လိုက်တာလေအဲ့ဒီအင်ဂျင်ဥယျာဉ်ကြီးတဲ့ကိုရောက်ရှိသွားတယ်ရှာနနာကမြတ်စွာဘုရားရဲ့အမိန့်အတိုင်းပဲအဖော်ယဟန်တစ်ပါးခေါ်ပြီးည7 နာရီ 9 နာရီလောက်အချိန်မှာကုသိနာရမြို့ထဲကိုကြွသွားတဲ့အချိန်မှာအစင်းနဲ့ပဲကုသိနာရကိုအုပ်ချုပ်နေကြတဲ့မန္လမင်းနေဟာတန္တာဂါရလို့ဆိုတဲ့အစည်းအဝေးခမ်းမကြီးထဲမှာစုယုံနေတဲ့အချိန်ရှင်အနန္ဒာရောက်ရှိသွားခြင်းပဲဖြစ်တယ်ပေါ့အဲ့လိုရောက်ရှိသွားတဲ့အခါမှာရှင်အနန္ဒာမထေရမြတ်ကနေပြီးတော့ဒီကနေ့ညနောက်ဆုံးယံမှာရသော်ဘုရားသခင်ကိုရောမြတ်ရဲ့ပြိဋိဘံစံမှုဟာဖြစ်ပေါ်လာလိမ့်မယ်ဒါကြောင့်မို့နောက်ကြမှမတိလိုက်မရှိကြစေနဲ့အင်းရင်ဥယျာဉ်ဘက်ကိုသွားကြအားလုံးထွက်ကြနောက်ဆုံးချိန်မြတ်စွာဘုရားကိုသွားပြီးတော့ဖူးတွေ့လိုက်ကြလို့ရှင်နန္ဒာမထေရမြတ်ကတိုက်တွန်းနှိုးဆော်လိုက်တာအဲ့ဒီစကားလည်းကြားရောမန္တမင်းသားတွေကဝမ်းနဲ့ပန်းနဲ့ဖြစ်ပြီးတော့ငိုကြွေးကြတယ်မန္တမင်းသားတွေရောမန္တမင်းသားတွေရဲ့ဇနီးတွေရောသားသမီးတွေရောအားလုံးရှိသမျှလူကုန်မြို့ကနေထွက်ပြီးတော့မြတ်စွာဘုရားသတင်းသုံးရအင်းကြီးဥယျာဉ်ဘက်ကိုသွားကြတယ်လမ်းအပြည့်လူအုပ်ကြီးဟာမြတ်စွာဘုရားသတင်းသုံးတဲ့ဥယျာဉ်ဘက်ကိုညာကြီးမင်းကြီးထွက်လာခဲ့ကြဟောဥယျာဉ်နဲ့ရောက်တဲ့အခါမှာလည်းပဲမြတ်စွာဘုရားရဲ့နောက်ဆုံးအချိန်ဖြစ်တာကိုသိရလို့ဝမ်းနဲ့ကြည်ကွဲစွာနဲ့ပဲငိုကြွေးကြပြီးမြတ်စွာဘုရားကိုအနိကဖူးတွေ့ဖို့အတွက်ရှင်နန္ဒာမထေရမြတ်ထံချဉ်ကပ်ကြမန္လမင်းသားတွေဒီတူးချင်းခေါ်ပြီးတော့ဘုရားကိုဖူးခိုင်းမယ်ဆိုရင်မနဲ့တာလင်းသွားမယ်လူအုပ်ကအဲ့လောက်များတယ်ဟောရှင်နန္ဒာမထေရမြတ်ကအစီအစဉ်တစ်ခုလုပ်ပြီးမြတ်စွာဘုရားကိုဖူးတွေ့ခြင်းကိစ္စပြီးမှမဟုတ်ဘူးလူတွေကအလွန်များလွန်းနေမန္လမင်းသားတွေကိုသူ့ရဲ့အုပ်စုလိုက်အစုများတဲ့ပုဂ္ဂိုလ်ကြတော့100လည်းပါခြင်းပါမယ်200လည်းပါခြင်းပါမယ်ဂရုလိုက်မြတ်စွာဘုရားကိုရှိခိုးဖို့သူကအစီအစဉ်လုပ်ပြီးဘယ်မှာမန္လမင်းသားခေါင်းဆောင်တဲ့သူ့ရဲ့ပိသားစုသူ့ခြံရံပိဋကတ်တွေအားလုံးအုပ်စုလိုက်နံပါတ်1ဘုရားကိုသွားပြီးတော့ကြောပါအဲ့ဒီလိုမန္လမင်းသားတွေသူ့ရဲ့အုပ်စုလိုက်မြတ်စွာဘုရားထံအနိကဆင်လွတ်ပြီးတော့မြတ်စွာဘုရားကိုလျှောက်ပြီးတယ်ရှင်ဘုရားအခုမြတ်စွာဘုရားကိုလာရောက်ကြောနေတာဟာအချမ်းရံပြိဋ္ဌာန်နဲ့လည်းကွာဘယ်မန္လမင်းအစုဖြစ်ပါတယ်ဆိုတာကိုအမည်နာမနဲ့လည်းကွာမြတ်စွာဘုရားကိုလျှောက်ပြီးဘုရားကိုရှိခိုးဝတ်ချကြသူတို့ပြီးရင်နောက်တစ်စုလာနဲ့အဲ့ဒါလို
မြတ်စွာဘုရားကိုရှိခိုးဝချစေပြီးတဲ့နောက်အစုလိုက်ပြန်ထွက်ခိုင်းပြီးရှင်အနန္ဒာရဲ့အစီမံကြောင့်မန္လာမင်းသားတွေဟာจิตနဲ့နှစ်သိမ့်စွာမြတ်စွာဘုရားအနိဗ္ဗာန်မှာအာလုံးကြော့သွားနိုင်ကြတယ်ပေါ့ရ7 နာရီမထိုးခင်မန္လာမင်းကြီးရဲ့မြတ်စွာဘုရားကိုနောက်ဆုံးအချိန်ကြော့ခြင်းကိစ္စချောချောမောမောနဲ့ပြည့်စည်ပြီးတော့သွားရှင်အနန္ဒာမထေရရဲ့လျှောက်ကြားချက်ကြောင့်ဘယ်မန္လာမင်းသားဘယ်အုပ်စုကမြတ်စွာဘုရားကိုကြော့နေပါလဲဆိုတာအဲ့ဒီမှာလည်းပဲဝမ်းနဲ့ကြေကွဲစွာပြောဆိုကြပြီးမြတ်စွာဘုရားရဲ့ခြေတော်ကိုဥခေါင်းနဲ့တိုက်ပြီးတော့ရှိခိုးကြတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကမေတ္တာဘာဝနာပွားပြီးတော့ဒုက္ခိဟောတုချမ်းသာစေဆိုတဲ့စကားကိုတုံ့ပြန်ပြောဆိုတာဖြစ်တယ်ပေါ့အဲ့ဒါတို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအလုံးချမ်းသာကြစေဆိုတဲ့ကြောတဲ့ပုဂ္ဂိုလ်တိုင်းကိုစုပေးတဲ့စကားလေးမိန့်ကြားတာကိုအလုံးဟာจิตနဲ့အာရစွာခံယူကြပြီးတော့နောက်ဆုတ်ထွက်ပြန်သွားကြတယ်ပေါ့ပထမယံ7 နာရီမထိုးခင်မဲ့အလုံးဒီကိစ္စတွေပြီးစီးပြီးတော့သွားတယ်အဲ့ဒါလိုပြီးစီးသွားတဲ့အချိန်လေးမှာကုသိနာရပြည်မှာနှစ်ပေါင်းများစွာနေထိုင်နေတဲ့သူပတ္ထလို့ခေါ်တယ်ပရပိုက်ကြီးကဂေါရမမြတ်စွာဘုရားကုသိနာရပြည်ရောက်လာလို့မန္လာမင်းတို့ရဲ့အရင်ဥယျာဉ်ထဲမှာလျောင်းဆက်နေပြီနည်းနည်းမိုးတော့အလင်းရောက်တဲ့အချိန်မှာပြိဋိဘံဆံလိုက်မယ်လို့သတင်းကြရတယ်လောကမှာသူဆရာတွေပြောနိုင်ကြတော့ဘူးလေဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာတခါတရံမှလောကမှာပေါ်ပေါက်လာနိုင်တဲ့ပုဂ္ဂိုလ်မြတ်တွေဖြစ်တယ်။ဖះဆိုတာအလွန်တွေးတော့တွေးခြင်းမြတ်ဖြစ်တယ်။ငါမှလည်းပဲမရှင်းနိုင်တဲ့တန်တရားတွေရှိတယ်။ယဟန်ဂေါရမဟာအသိပညာအလွန်ထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ငါယုံကြည်တယ်ငါရဲ့တန်တရားကဲအောင်တော့သူပြောနိုင်မှာသိကြတယ်။ငါလည်းပဲနောက်ဆုံးအချိန်ယဟန်ဂေါရမနဲ့တွေ့ဖို့ကြိုးစားမယ်ဆိုပြီးတော့သူပတ္တပရပိုက်ကြီးဟာအင်းကြီးဥယျာဉ်ဘက်ကိုထွက်လာခဲ့အဲ့ဒါလို့ထွက်လာပြီးတဲ့အခါရှင်အနန္ဒာမထေရနဲ့သွားပြီးတော့တွေ့။ဘာပြောလဲဆိုရင်တာတဟံဘောအာနန္ဒလဘေးယံသမဏံဂေါရမထတနာယအရှင်အနန္ဒာတဲ့ယဟန်ဂေါရမဖူးတွေ့ချင်ပါဒါနဲ့မိုးတော့အလင်းမရောက်ပြီပြိဋိဘံဆံမယ်လို့သူသတင်းကြပါတယ်ကျွန်တော်ရဲ့ဆရာတွေပြောတဲ့စကားကြားဘူးတဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်မြတ်တွေဟာလောကကြီးမှာတခါတရံပေါ်လာတဲ့ပုဂ္ဂိုလ်မြတ်တွေဖြစ်တယ်အဲ့ဒီဘုရားဆိုတာအလွန်ဖူးတွေ့ရခဲ့တယ်ကျွန်တော်မှလည်းမေးစရာတွေတန်တရားတွေအများကြီးရင်ထဲမှာမရှင်းတာတွေအများကြီးရှိတယ်။ယဟန်ဂေါရမဗုဒ္ဓထူးခြားတဲ့ပုဂ္ဂိုလ်များဖြစ်လို့ကျွန်တော်ရဲ့တန်တရားတွေကိုရှင်းလင်းအောင်သူဟောပြောနိုင်ပါလို့ကျွန်တော်ယုံကြည်ပါတယ်။ဒါကြောင့်သူ့ကိုတွေ့ခွင့်ပြုပါယဟန်ဂေါရမကိုတွေ့ပြရစေပါ။သူပတ္တပရပိုက်ကရှင်အနန္ဒာကိုချင်းကပ်ပြီးတော့ခွင့်ရေးတောင်းတယ်။အဲ့ဒါလို့ခွင့်ရေးတောင်းတဲ့အခါမှာရှင်အနန္ဒာမထေရကဘာပြောအလံအောင်သောသူပတ္တငါရှင်သူပတ္တမတော်ဘူးကိလန်တော်ဘဂဝါမြတ်စွာဘုရားသိပ်ပင်ပန်းနေတယ်ရှင်အနန္ဒာငြင်းပယ်လိုက်သူပတ္တမတော်ဆိုနဲ့ဘုရားကအလွန်ပင်ပန်းနေတယ်မြတ်စွာဘုရားကိုဒုက္ခမပေးချင်ပါနဲ့ရှင်အနန္ဒာကပွင့်ပွင့်လင်းလင်းပဲပြောလိုက်တယ်ခွင့်မပေးနိုင်ဘူးတွေးခွင့်မပေးနိုင်ဘူးညှင်းပယ်လိုက်တဲ့အခါထပ်ပြီးတော့တောင်းဆိုပြန်ရှင်အနန္ဒာရဲ့စိတ်ထဲမှာဒီပြိပ္ပါဇကဆိုတဲ့အုပ်စုလူတွေဟာအယူဆလည်းအလွန်ပြင်းထန်တယ်ကိုယ်အယူကိုလည်းစွဲစွဲမြဲမြဲစုပ်ကင်ထားပြီးတော့သူတို့တွေကအမြဲတမ်းဣဒမေဝသစ္စာမောဟမဉ္ဇဏ်ငါအယူသာမှန်ကန်တဲ့တခြားအယူတွေဟာအလကားပဲလို့အလုံးကိုအငင်းတန်တဲ့ဣ
လူစားမျိုးတွေဖြစ်တယ်ပေါ့ရသော်ဘုရားပြမန်းနေတဲ့အချိန်မှာလာရောက်ပြီးတောင်းမေးမြောင်းမေးတယ်ဘုရားကိုဒုက္ခပေးရရောက်ပေါ့ဒါကြောင့်မို့လို့ရသော်ဘုရားပြမန်းနေတယ်လို့ဘုရားကိုဒုက္ခမပေးချင်မှနဲ့ဒီလိုညှင်းပယ်လိုက်တာအဲ့ဒါလိုညှင်းပယ်လိုက်တဲ့အခါမှာတစ်ချိန်မကနှစ်ချိန်မကရသော်ဘုရားကိုတွေ့ခွင့်ရပါစေဆိုပြီးတော့ဒီလိုတောင်းဆိုတယ်ပေါ့ရသော်ဘုရားသခင်ကိုရောမြတ်ကသူပတ္တပရပိုက်ကြီးနဲ့ရှင်အနန္ဒာတို့ပြောဆိုနေတဲ့စကားကိုကြားတဲ့အခါမှာအလံအနန္ဒမာသူပတ္တံဝါရေတိသူပတ္တကိုမတားပါနဲ့လဘတအာနန္ဒသူပတ္တောတထာဂတံဒသနာယဖူးတွင်ကိုပေးလိုက်ပါသူရပါစေသူ့ကိုမတားပါနဲ့သူသိချင်လို့ငါ့ကိုမေးမဲ့မေးခွန်းတွေဟာငါ့ကိုနှိမ့်ဆက်လို့မေးတာမျိုးမဟုတ်ဘူးသူတကယ်သိချင်လို့ငါနဲ့တွေ့ဆုံခွင့်ပြုလိုက်ပါလို့ရှာနနာကိုခွင့်ပြုဖို့မိန့်ကြားလိုက်ဒါတည်းမကဘူးမြတ်စွာဘုရားကသူမေးလို့ငါဖြေလိုက်လို့ရှိရင်လေသူဟာလွယ်လွယ်ကူကူပဲလင်းလင်းမြန်မြန်ပဲငါရဲ့ဖြေကြားချက်ကိုသူနားလဲသဘောပေါက်မှာပါသူသိချင်လို့မေးတာဖြစ်တယ်ငါ့ကိုဒုက္ခပေးချင်လို့မေးတာမဟုတ်ဘူးလို့ဒီလိုမြတ်စွာဘုရားကခွင့်ပြုလိုက်တဲ့အခါရှာနနာမထေရမြတ်ကကိစ္ဆာဝသောသူပတ္တငါရှင်သူပတ္တသွားနိုင်ပြီကရောတိတေပဒဝဩကံရသော်ဘုရားကိုယ်တိုင်ကမင်းကိုခွင့်ပြုနေပြီသွားဖူးတွေ့လိုက်ပါအဲ့ဒါလို့ခွင့်ပြုလိုက်တဲ့အခါသူပတ္တပရပိုက်ကြီးဟာရသော်ဘုရားနာချင်းကပ်ပြီးတော့ရသော်ဘုရားကိုမေးခွန်းတစ်ခုမေးအရှင်ဂေါရမလောကမှာတဲ့နောက်လိုက်နောက်ပါများစွာနဲ့ဆရာတဆူလုပ်ပြီးတော့အယူဝါဒတစ်ခုကိုတီထောင်နေကြတယ်ဆရာကြီးတွေပေါ်ထွန်းလာခဲ့ပါတယ်ဥပမာမဲ့ပူရဏကတ္တဝသူမှနောက်လိုက်နောက်ပါတွေများစွာရှိတယ်ပူရဏကတ္တဝဟာအကရိယဝါဒခိုင်းကြီးကိုတီထောင်ပြီးတော့ဥဆောင်ဟောပြောနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူရဲ့အယူဝါဒကတော့အကုသိုလ်ဆိုတာမရှိဘူးကုသိုလ်ဆိုတာလည်းမရှိဘူးအကုသိုလ်ကုသိုလ်ဆိုတာလုံးလို့လည်းမရဘူးအခုလိုအကရိယဝါဒလုံးလို့မရဘူးဆိုတဲ့အယူဝါဒကိုဆွဲကင်ပြီးတော့ဟောကြားနေတဲ့ပုရဏကတ္တဝါတို့မဂ္ဂလိဂောသလတို့အကြောင်းမဲ့တရားတွေဟာသူဖြစ်ချင်လို့ဖြစ်လာတာဖြစ်တယ်ဆိုတဲ့ဟာတဏှာမှာစင်ကြအောင်လုပ်လို့လည်းမရဘူးညှဉ်းနှူးအောင်လုပ်လို့လည်းမရဘူးဆိုတဲ့အဟိတုကဝါဒကိုဆွဲကင်ပြီးတော့ဟောပြောနေတဲ့မဂ္ဂလိဂောသလလောကကြီးမှာကံတရားရဲ့အကျိုးဆိုတာဘာလုပ်သမျှဘာအကျိုးမှမရှိဘူးနောက်ဘဝဆိုတာလည်းမရှိဘူးလောကမှာအမှန်တရားကိုဟောနိုင်တဲ့ပုဂ္ဂိုလ်များစွာလည်းမရှိဘူးလို့အခုလိုနတ္ထိကဝါဒကိုဆွဲကင်ဟောနေတဲ့အဇိတကေတကမ္မနာလောကကြီးမှာတချို့မြဲပြီးတော့တချို့မမြဲဘူးပထဝီအာဝဒေဇောဝါယောဒုက္ခဒုက္ခစီဝလို့ဆိုတဲ့ဒီခုနှစ်မျိုးကလွဲရင်ကျန်တာတွေကဘယ်ဟာမှမမြဲဘူးလို့ဒီလိုဧကိစ္စသတ္တဝါဒကိုဟောပြောနေတဲ့ပကုဒ္ဒခိစ္ဆဟနအယူဝါဒမှန်သမျှတွေကိုရှောင်တိတ်ပြီးဘယ်အရာကိုမှတိတိပပရေးလဲဟောပြောနိုင်ခြင်းမရှိတဲ့သင်္ဆေယဗိလထပုဒ္ဒမကောင်းမှုအကုသိုလ်တွေကိုလေးဘက်လေးထပ်ကနေပြီးတော့စွန့်ပြရမယ်လို့ဟောပြောနေတဲ့နိဂန္ဓနာတဗုဒ္ဓဆိုတာသူတို့ဟာမတန်ကြော်ကြားတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်နောက်လိုက်နောက်ပါတွေအလွန်များပါတယ်အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့သူတို့ပြောတဲ့အတိုင်းဟုတ်မဟုတ်တချို့ဟုတ်တယ်တချို့မဟုတ်ဘူးဘယ်ဟာကိုဖတ်ရမလဲမြတ်စွာဘုရားကမေးဘုရားနဲ့ခေတ်ပြိုင်ဘာသာရေးကောင်းကောင်းကြီး6ဦးရဲ့အယူအဆတွေဟာသူတို့ပြောတဲ့အတိုင်းမှန်ကန်မှုရှိသလား
သူတို့ရဲ့ဝန်ခံချက်နဲ့ကန့်ညီမှုရှိသလားကန့်ညီမှုမရှိဘူးလားဆိုတာတပည့်တော်သိချင်နေတာကြားပြီးရှင်ဂေါတမအဲ့ဒါလေးကိုရှင်းပြပါဆိုရသော်ဘုရားကပြောတော့အလံတုပ္ပတ္တတိဋ္ဌတိတံတုပ္ပတ္တမေးမနေနဲ့ဒါတွေမင်းထားလိုက်သူတို့ရဲ့ဝန်ခံချက်အတိုင်းသူတို့ပြောတဲ့အတိုင်းဟုတ်တာမဟုတ်တာဒါတွေစဉ်းစားမနေနဲ့ချိန်မရှိဘူးဓမ္မတိတိတ္တမိမှန်ရာတရားကိုငါဟောမယ်အဲ့ဒါကနားဆိုင်ထောင်ဒီမေးခွန်းကိုမေးမနေနဲ့ထားလိုက်အဲ့ဒါတွေကိုယ်လုံးမဟုတ်ဘူးအရေးကြီးတာလည်းခုငါပြောမယ်ဆိုပြီးတော့မြတ်စွာဘုရားကသုဘတ္တပြပိုက်ကြီးကိုရှင်းရှင်းလေးဟောအခုလိုအယူဝါဒရေးရာဆုံးမသွန်သင်တဲ့ဘာသာတရားတစ်ခုမှာတဲ့မဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားမှန်ကန်သောအမြင်ရှိရမယ်မှန်ကန်တဲ့အတွေ့ရှိရမယ်အဲ့ဒီမှန်ကန်တဲ့အမြင်မှန်ကန်သောအတွေ့ပေါ်မှာခြေခံထားတဲ့မှန်ကန်တဲ့အပြောအဆိုမှန်ကန်တဲ့လုပ်ရမှန်ကန်တဲ့ဘဝရည်တည်မှုသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝမှန်ကန်တဲ့ကျူပန်းအထောက်မှုတွေမှန်ကန်တဲ့အမှတ်ရမှုတွေနဲ့မှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုတဲ့ဒီမဂ္ဂင်၈ပါးလို့ဆိုတဲ့မြင့်မြတ်တဲ့အရည်အသွေးတွေဟောပြောခြင်းမရှိဘူးဆိုတဲ့ဘာသာတရားမှာသောတာပန်သဂရဂါမိအနာဂါမိယဟန္တာလို့ခေါ်တဲ့ဒီသမဏ၄မျိုးဟာလုံးဝမရှိနိုင်ဘူးမဂ္ဂင်၈ပါးအကျင့်တရားမရှိတဲ့ဘာသာဝါဒမှာကိလေသာတွေကိုပထမအဆင့်ငြိမ်းအောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဒုတိယအဆင့်ကိလေသာတွေငြိမ်းအောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်တတိယအဆင့်စရုဒ္ဓအဆင့်ကိလေသာတွေလုံးဝငြိမ်းအောင်လုပ်တဲ့ပုဂ္ဂိုလ်ဆိုတာလုံးဝမရှိဘူးဘာသာဝါဒတစ်ခုမှာမှန်ကန်တဲ့အမြင်နဲ့မှန်ကန်တဲ့အတွေ့အကြုံကိုခြေခံထားပြီးတော့ကိုယ်ကျင့်သီလဆိုတဲ့မှန်ကန်တဲ့စကားမှန်ကန်တဲ့လုပ်ရမှန်ကန်တဲ့ဘဝရည်တည်မှုတွေရှိပြီးတော့ကျိုးပန်းအထောက်မှုတွေမှန်ကန်တဲ့တတိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုတွေဆိုတဲ့မဂ္ဂင်၈ပါးအကျင့်တရားရှိတဲ့သာသနာတော်နဲ့ကိလေသာငြိမ်းအောင်လုပ်နိုင်တဲ့ပထမအဆင့်ကိလေသာငြိမ်းအောင်လုပ်နိုင်တဲ့ဒုတိယအဆင့်တတိယအဆင့်ကိလေသာငြိမ်းအောင်လုပ်နိုင်တဲ့စတုထသမဏအဆင့်လို့ဆိုတဲ့သမဏအစစ်အမှန်တွေဟာရရှိနိုင်တယ်ပေါ့သမဏဆိုဒီမှာပါပေသမိတိတိသမနောလို့ဆိုတဲ့အတိုင်းလူတွေရဲ့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့စိတ်ရဲ့အငြိကြေးတွေစိတ်ရဲ့ပူလောင်မှုတွေညှဉ်းနှွမ်းစေတဲ့စိတ်ကိုပူလောင်စေတဲ့ဆိုတဲ့ဒီအငြိကြေးတွေကိုငြိမ်းသွားအောင်လုပ်နိုင်တဲ့ကျင့်စဉ်ဖြစ်တဲ့မဂ္ဂင်၈ပါးမှမရှိဘူးဆိုရင်မှန်ကန်တဲ့သမဏလုံးဝမရှိနိုင်ဘူးဒီပြမစရိယကျင့်စဉ်ရှိမှသာမှန်ကန်တဲ့သမဏမျိုးဖြစ်နိုင်တယ်လို့လူတွေဘာသာတရားကိုကျင့်ကြံကြိုးကိုအားထုတ်တယ်ဆိုတာကိုယ့်ရဲ့စိတ်ထဲမှာညှဉ်းနှွမ်းနေတဲ့အရာတွေပူပန်နေတဲ့အရာတွေကိုပျောက်အောင်လုပ်ဖို့အဓိကကြစိတ်မပူရဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဟာနောင်ရေးကိုတွေးကြည့်ငါတရားအောင်မှတွေးကြည့်ပူသွားလိမ့်မယ်ပစ္စည်းဥစ္စာတွေကုန်ထားခဲ့ရလိမ့်မယ်လို့တွေးကြည့်ပူသွားလိမ့်မယ်ဒီကြားထဲမှာလည်းအလိုမကျတဲ့ကိစ္စတွေနဲ့တွေးလိုက်တာနဲ့ပူရမယ်တကယ်တော့စိတ်ပူစရာကြီးတွေရှိတယ်အကုန်အဲ့ဒီစိတ်ပူနေမှုတွေဟာဘယ်သူကြောင့်ပူတာလဲဆိုရင်ကိလေသာတွေကြောင့်ပူတယ်ဒါကြောင့်မို့မြတ်စွာဘုရားသာသနာမှာဒီမဂ္ဂင်၈ပါးဆိုဒီမှာသီလသမာဓိပညာဒီ၃မျိုးသာဖြစ်တယ်ပေါ့သီလပရိပါဝိတောသမာဓိမဟာဗလောမဟာနိတံသောသီလနဲ့ထုံမွမ်းထားတဲ့သမာဓိဟာစွမ်းထက်တယ်သမာဓိပရိပါဝိတပညာမဟာဗလာမဟာနိတံသမာဓိနဲ့လွှမ်းခြုံထားတဲ့ပညာဟာလည်းစွမ်းထက်တယ်ပညာပရိပါဝိတံစိတ်တံသမ္မာဒေဝဝိမုစ္စတိအာတဝေဟိလို့ဆိုတဲ့ပညာနဲ့လွှမ်းထုံထားတဲ့စိတ်ကမှခုနကပူပန်တောကတွေအလုံးကလွတ်မြောက်သွားပြီးတော့ကြံ့ခိုင်တဲ့စိတ်ဓာတ်ရနိုင်အဲ့ဒါလိုမှပညာနဲ့လွှမ်းခြုံပြီးတော့စိတ်ရဲ့အငြိကြေးတွေကိုတန်ရှင်းအောင်မလုပ်နိုင်သေးတဲ့လူတွေရဲ့စိတ်ဓာတ်တွေဟာရင်းရိုင်နေဥမှသာဖြစ်တယ်ပေါ့
ဘလောက်ပဲကြီးကျယ်တဲ့ပုဂ္ဂိုလ်ကြီးပဲဖြစ်ဖြစ်အကောင်းနဲ့တွေ့ရင်လည်းရင်းရိုင်သွားတယ်အဆိုးနဲ့တွေ့ရင်လည်းရင်းရိုင်သွားလောကရန်နဲ့တွေ့ဆုံလိုက်တာနဲ့တပြိုင်နက်ရိတ်ထိုးနေအောင်မြင်ကြီးပွားလာတဲ့အခါမှာလည်းစိတ်ဓာတ်ကြံ့ခိုင်မှုမရှိဘူးတပည့်ကြီးတွေဟာကြံ့ခိုင်မှုအင်အားနည်းသည့်အတွက်ကြောင့်ကြီးမားလာတဲ့မုန်တိုင်းကြီးလာလို့ရှိရင်မုန်တိုင်းရဲ့တိုက်ခတ်မှုကြောင့်ရိတ်ထိုးပြီးနောက်ဆုံးမှာအမြစ်ပါထောင်ပြီးလဲသွားတဲ့အနေအထားမျိုးရှိတယ်အေးကြံ့ခိုင်တဲ့ကြောက်တောင်ကြီးတွေကြတော့မြည်မြပဲမုန်တိုင်းထန်ထန်ကြံ့ခိုင်မှုစွမ်းအားနဲ့ပဲရွေရှားခြင်းလှုပ်ရှားခြင်းမရှိဘူးဘုရားဝါဒဖြစ်ဖို့ကျင့်စဉ်ဆိုဒီမှာစိတ်ဓာတ်အဲ့လိုကြောက်တောင်ကြီးလို့ကြံ့ခိုင်သွားဖို့လိုအပ်တာကိလေသာငြိမ်းသွားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာလုံးဝကြံ့ခိုင်မှုရှိသွားတယ်အဲ့လိုကြောက်ခံသွားတဲ့အကျင့်မျိုးကိုမဂ္ဂင်၈ပါးအကျင့်တရားလို့ခေါ်တယ်ဖုဒ္ဓတလောကဓမ္မေဟိစိတ်တံယတ္တနခံပတိလောကဓာတ်တွေနဲ့ကြုံတွေ့လာတဲ့အခါမှာလုံးဝရိမ့်ရိုင်သွားခြင်းမရှိပဲကြံ့ခိုင်တဲ့အနေအထားမျိုးရှိတယ်လူတွေဟာစဉ်းစားကြည့်ပေါ့တခုခုခက်ခဲတွေကြုံတွေ့တဲ့အခါမှာစိတ်ဓာတ်တွေညှိုးငယ်ပြီးတော့စိတ်ဓာတ်တွေကျသွားတယ်အဲ့ဒါဟာရိမ့်ရိုင်ခြင်းတစ်မျိုးပဲကောင်းစားနေတဲ့အချိန်ဆိုလို့ရှိရင်လည်းစိတ်ကပျော်ပြီးတော့မောကြွားခြင်းလာတယ်ဒါလည်းရိမ့်ရိုင်ခြင်းပေါ့နောက်ဆုံးအချိန်ရောက်တဲ့အခါမှာခြေမကင်ပြီးလက်မကင်ပြီးလူတွေရဲ့စိတ်ဓာတ်ဟာရိမ့်ရိုင်ပြီးတော့လှုပ်ရှားနေတာသာဖြစ်တယ်အဲ့ဒီလှုပ်ရှားနေခြင်းဟာဘာကြောင့်လဲလို့ဆိုရင်ကိလေသာဆိုတဲ့အငြိအကျေးတွေစိတ်ထဲမှာလွှမ်းမိုးနေလို့သာဖြစ်တယ်ပေါ့အဲ့ဒါလေးလုံးဝငြိမ့်သွားပြီဆိုလို့ရှိရင်တော့စိတ်ဓာတ်ဟာကြံ့ခိုင်သွားပြီလုံးဝလှုပ်ရှားမှုမရှိတော့အဲ့ဒီကိလေသာအငြိအကျေးတွေကိုငြိမ့်အောင်လုပ်တဲ့ပုဂ္ဂိုလ်ကိုသမဏလို့ခေါ်တာပဲအဲ့ဒါကြောင့်မို့မြတ်စွာဘုရားကသုဘတ္တပရပိုက်ကြီးကိုရှင်းပြတယ်မဂ္ဂင်၈ပါးအကျင့်တရားနဲ့မှသမဏဆိုတာဖြစ်လာနိုင်တာဖြစ်လို့မဂ္ဂင်၈ပါးအကျင့်တရားမရှိတဲ့ဘာသာတရားဟာဘယ်တော့မှဒီလိုထူးခြားတဲ့ပုဂ္ဂိုလ်မျိုးမပေါ်ပေါက်နိုင်ဘူးဒီကျင့်စဉ်မပိုင်မဖြစ်ဘူးဟောဒီကျင့်စဉ်ဟာငါဘုရားရဲ့အဆုံးအမမှန်တာရှိတယ်မြတ်စွာဘုရားတောင်းတဲ့စကားလုံးကဣတိဝအရိယောအထင်ကြီးကိုမကောဒီသာသနာမှသာဒါရှိတယ်ဒါကြောင့်မို့လို့ငါဘုရားရဲ့သာသနာမှာကိလေသာငြိမ်းအောင်အဆင့်၄ဆင့်နဲ့ပြုလုပ်တဲ့ပထမအဆင့်သမဏဒုတိယအဆင့်သမဏတတိယအဆင့်သမဏသရုဒ္ဓအဆင့်သမဏဆိုတာဒီသာသနာမှာသာတွေ့ရှိနိုင်တယ်လို့ပွင့်ပွင့်လင်းလင်းတိတိကျကျမြတ်စွာဘုရားရှင်းပြပြီးတခြားဘာသာဝါဒခေါင်းဆောင်ကြီးတွေဟာသူတို့ပြောတဲ့အတိုင်းဖြစ်မဖြစ်ဆိုတာတွေစဉ်းစားမနေနဲ့နော်မဂ္ဂင်၈ပါးရှိရင်ဖြစ်မယ်မဂ္ဂင်၈ပါးမရှိရင်မဖြစ်ဘူးဆိုတာကိုမြတ်စွာဘုရားအတိအလင်းရှင်းပြခြင်းဖြစ်တယ်ပေါ့အဲ့ဒါလို့သုဘတ္တပရပိုက်ကြီးကိုမြတ်စွာဘုရားရှင်းပြပြီးတော့အခုလိုကိလေသာငြိမ်းတဲ့ကျင့်စဉ်တစ်ခုဟာဟောဒီသာသနာမှာသာရှိနိုင်လို့သုံးညာပရပဝါဒတခြားပုဂ္ဂိုလ်တွေရဲ့ဘာသာဝါဒတွေဟာသုံးညာဒီလိုအကျင့်တွေလုံးဝရှိဘူးလို့ဆိုလို့တယ်မဂ္ဂင်၈ပါးအကျင့်တရားမှစိတ်သုံးနေတယ်မဂ္ဂင်၈ပါးအကျင့်တရားလုံးဝမရှိဘူးမရှိသည့်အတွက်ကြောင့်သမဏအဆင့်တွေလုံးဝမရှိဘူးလို့ဒီလိုမြတ်စွာဘုရားမိန့်ကြားတော်မူပြီးတော့သုဘတ္တကိုဘာပြောလိုက်သလဲဆိုရင်ဣမေသသုဘတ္တဘိက္ခုသမ္မာဝိရိယအနာနာမှာယဟန်တော်တွေကလည်းမြတ်စွာဘုရားဘေးကရံပတ်ပြီးတော့မြတ်စွာဘုရားမိန့်ကြားတာကိုနားထောင်နေကြမြတ်စွာဘုရားယဟန်တော်တွေကိုရည်ညွှန်းပြီးတော့သုဘတ္တဟောဒီကိုတော်တွေဒီလမ်းစဉ်တိုင်းကောင်းကောင်းမွန်မွန်နေကြမယ်ဆိုလို့ရှိရင်လောကကြီးမှာယဟန္တာတွေနဲ့ဘယ်တော့မှစိတ်သုံးမှမဟုတ်ဘူးဒီမဂ္ဂင်၈ပါးကျင့်တရားတဲ့ကျင့်ကြံကြုတ်ကိုအထုနေကြမယ်ဆိုရင်လောကကြီးဟာယဟန္တာတွေနဲ့စိတ်သုံးမှမဟုတ်ဘူးလို့ဆိုအဲ့တော့လောကကြီးမှာယဟန္တာတွေစိတ်သုံးသွားတယ်ဆိုတာဟာဒီအကျင့်တရားတွေရောပါလာလို့စိတ်သုံးသွားတယ်လို့ပြောရမှာပဲမြတ်စွာဘုရားမိန့်ကြားတဲ့စကားဣမေသသုဘတ္တဘိက္ခုသမ္မာဝိဟရေယအနာနာမနေတာ
Bhikkhu so like it. Bhikkhu, Bhikkhuni, Upadaka, Upadika. Mabhyaya to beat our Gari, Alu. Yes, Abhyaya, Soma, Yogi Jari, Buguria. Bagi Shiba, Chindiago, the leaders are Jinja, Neja, Omen Swing. Kilida, Yemu Surari, Shashi, Neomame, to Tilo Surula Pong. Padulu Rosa, Gilita, Nene, Chenga, Tiki Chenga, Velu, the Chachim, Shivu. Bagi Shiba, Chenga, Nani, Gilita, Yesi, and Chipship. Tajamu Yasa Yaga, Imesa Tubada, Piku, Dama, Wihari. Tubada, Hori Yahandi, Bagi Shiba, Chendiao, the leaders are Chinja, Joko, Atoja Meswin, Atonio, Loco, Randi, Ada. Jahanda, Veroma, Loga, Lima, Saitoma, Hofu, Tilu, Pure, Saka. Come on, Mani, Jalu, Loga, Mayana, Saiton, Dware, Suri, Tele, Dia. A gave that come on me, Bessie, Yana, Shiniuma. Nansen in Nets of Yara, Amakan jet paid at the moment. A hotter diary, no PB so hotter up. Very Shiba, Chindiana, Luelu, Kilita, Yen, and Nilam Shivu, Tidana, Tichare, Sura, Grandi, Bede, Movidiana. Elu, Tubadago, Pumbo, Lene, Yasab Yaga, Hoja Bilo. Ekuna Tingo, Oyada, Tupada. Tubada, Naha, Nasekune, Yema, Luloka, Hasham Bilo. Doctor Lager. That on the second manga, Doctor Lager. Ekuna Dingo Wayata, Tupata. Young Papi Singh, King Kutalo, look 80. Doctor Laga. Mangane Dina the crew. Shall we wood and Nasakune Yama, Tralager. Element Tralabio, Shajan Later. Lokajima, Shajan, look to Shipio. Perhaps it now. Alupona and Hasan it. That's all the yarn, the Sakunika, the Tralavio, the Anama Shajana, Chowni. Perhaps in there, Lisanga. Pona de Hasan it. I am one in Nitabio, Shajana. Akulu, Maggie Shiba, Chindiaru. PB Wawa Mabione, Tazate, that hoarded Poku Muta, the Chapa that the Adimam Shivu. Chaunikala Yodunga, Yasaviatic in Colombia, Alara Kalamaso, and Yadi Itan, Chenga, Yasaviati, Viro Diato, 3 Lanyo Jaga, Agisinya, and Zano Sure, Tadama Sema, to a Lansoni. Samago Mare Lansong, Kilitari, Koma, Luna, Chimium Hobian, Udika Ramapo Datan, Chenga Biro, Ture Kamale, Ramasya, Tichenha, Devatinya, Nadinya, Nazano Sure, a same years on the Batachenzima. Now so, Shisemia, a sing and well to Chahu, Negan, Buna, Semio Mokuzura. Yasavianko and Lepi Childon Biro, Tishikera Pit. Tajamo, the Chava Waradima, Akulu, Megi Shibasura, Jadam Jabu, Tamanasura Leve, Amiga Yada Pibio, Siman at Tamana, Vemama Masivusura, Nasa Taneta, Adrejo, Galama, Kukura, Tishikera Pit. Nasa Tanit, Tamau, shall we come? Maggie Shiba, Jendia, to see the Dalido, hope your name let Tavana Mashikeru, Tajamo, Tamanasura, Loa Mashike, Tamanapsipu, Chins in the Kua, T. Maggie Shiba, Lulu, Bama Mapsipu, Tilu Miasabia, Tubata, Jigu, Shen, Hojaga, Diniama. Tamara Balare, Katari, Alige, Nanshin Peter, Chibu. Tamara Malare, Katari Maswin, Agadiwa, Padanati, Tamano Nati Bahiri, Papinsa, Vidadan, Nipapinsa, the Tagada,
ဒီသုဘတ္တပရပိုက်အကြောင်းနဲ့ပတ်သက်ပြီးတော့ဓမ္မပဒထေကနာမှာသုဘတ္တကမြတ်စွာဘုရားကိုမေးတယ်လို့ဆိုတဲ့နေရာမှာကောင်းကင်မှာခြေရာရှိပါသလားဆိုတဲ့မေးခွန်းမေးထားတယ်ဆိုအဲ့ဒီမေးခွန်းဟာအခုမဟာပရိနိဗ္ဗာန်သုတ်တံမှာလုံးဝပါတဲ့မေးခွန်းလည်းမဟုတ်ဘူးအတိတ်ပဲရှိတာလည်းမဟုတ်ဘူးဒါကြောင့်မို့လို့ဓမ္မပဒမှာလာတဲ့ဖွင့်ဆိုချက်ဟာအစဉ်လာကနေပြီးတော့မှားယွင်းလာတာဖြစ်နိုင်တယ်မဟာပရိနိဗ္ဗာန်သုတ်နဲ့ကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားကဥပမာအနေနဲ့ပြောတာဖြစ်လိမ့်မယ်ကောင်းကင်မှာခြေရာမရှိတယ်လို့ငါဘုရားသာသနာအပြင်မှာသမဏဆိုတာမရှိဘူးလို့ဒီလိုဆိုလိုတဲ့အဓိပ္ပာယ်သာဖွင့်ဆိုသင့်တယ်လို့မြတ်စွာဘုရားရဲ့ဟောပြောချက်အတိုင်းလာမယ်သုဘတ္တပရပိုက်ကြီးရဲ့မေးခွန်းနဲ့မြတ်စွာဘုရားရဲ့အဖြေကိုမှတ်သားထားတဲ့နဲ့ပေါ့တော့ကြကြဓမ္မပဒဖတ်တဲ့အခါဒီမဟာပရိနိဗ္ဗာန်သုံးနဲ့မတူပါလားလို့စိတ်ထဲမှာဖြစ်မှာဆိုအခုလိုအနည်းငယ်ကွဲလက်ချက်ကလေးတွေဟာနှစ်ပေါင်း2000ကျော်သက်တမ်းရှိကြပြီဖြစ်တဲ့စာပေကျမ်းဂန်တွေထဲမှာဒီလောက်လေးတွေ့တာဟာနဲတောင်နဲသေးတယ်လို့ပြောမှာဖြစ်တယ်။ရသော်ဘုရားနှစ်ပေါင်း2600ကျော်ကနေပြီးတော့ရေးသားလာတဲ့စာပေတွေဟာအလွန်တိကျပိဋကတ်သုံးပုံဟာမြန်မာနိုင်ငံရောက်လာတဲ့အခါမှာသံဃာနာတွေအချင်းချင်းတင်ပြီးတော့အချင်းချင်းတီးဖြတ်လာအလွန်ကျေးဇူးတင်စရာကောင်းတယ်ဒီကနေ့ထိအောင်ဒီစာပေကျမ်းဂန်တွေကတည်ရှိနေပြီးတော့ကွဲလွဲမှုဆိုတာအလွန်နည်းတယ်အရေးကြီးတဲ့မဂ္ဂင်၈ပါးကျင့်တရားတို့သစ္စာ၄ပါးတို့ဗောဓိပက္ခိယတရား39ပါးဆိုတာတွေနဲ့ပတ်သက်ပြီးကွဲလွဲမှုတစ်စုံတရာမရှိဘူးတမိုင်းကြောင်းတို့ထပ်ပတိတို့နဲ့ဆိုရင်တော့အနည်းငယ်ကွဲလွဲမှုတွေရှိဒါကအရေးကြီးတဲ့အရာတွေမဟုတ်ဘူးနှစ်သာရဟောတဲ့မဂ္ဂင်၈ပါးကျင့်တရားဗောဓိပက္ခိယတရား39ပါးပရိစ္ဆသမုပ္ပါဒ်ဆိုတာမျိုးတွေကသာလေပို့ပြီးတော့အရေးကြီးတဲ့အရာတွေဖြစ်တယ်အဲ့ဒီအရေးကြီးတဲ့နေရာတွေမှာကွဲလွဲတာဆိုတာတခုမှမရှိတာအလွန်ကံကောင်းတယ်လို့ပြောအောင်အဲ့တော့ဓမ္မပဒမှာပါတဲ့အာဂတိဝပဒနတ္ထိဆိုတဲ့စကားလုံးကိုအဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင်အာဂတိဝပဒနတ္ထိသမနောနတ္ထိပါဟိရိအာဂတိကောင်းကင်မှာဗရံချေယာတိနတ္ထိဤဝမရှိတကယ်လို့ဒီလိုအဓိပ္ပာယ်မျိုးဥပမာအနေနဲ့သမနောနတ္ထိပါဟိရိရသော်ဘုရားသာသနာရဲ့အပြင်ဘဘာသာဝါဒမှာသမနောသမဏအစစ်ဆိုတာနတ္ထိမရှိဘူးလို့ဒီမှန်ကန်တဲ့အဓိပ္ပာယ်ကိုယူလိုက်လို့ရှိရင်အားလုံးဟာညီညွတ်သွားတယ်ဒါကြောင့်မို့သုဘတ္တပရပိုက်ကြီးကမေကုန်းနဲ့မေးတဲ့အခါမဂ္ဂင်၈ပါးကိုအဓိကထားပြီးမြတ်စွာဘုရားဟောကြားခဲ့တာဖြစ်တယ်မဂ္ဂင်၈ပါးသည်ဧကယနောတစ်ခုတည်းသောလမ်းကြောင်းပဲဓမ္မစကြာတရားဟောဓမ္မလည်းမဂ္ဂင်၈ပါးကိုဟောခဲ့တာဖြစ်တယ်နောက်ဆုံးအချိန်မှာအခုဟောတာလည်းပဲမဂ္ဂင်၈ပါးပဲဖြစ်တယ်နိဗ္ဗာန်သွားဖို့အတွက်ကိလေသာတွေငြိမ်းအောင်လုပ်ဖို့အတွက်ဒီလမ်းကြောင်းကြီးဟာရှိနေလမ်းရှိနေသေးသမျှလမ်းပေါ်သွားလို့ရှိရင်ရောက်အောင်မှာပဲမရောက်တာမသွားလို့မရောက်ဘူးလို့ပဲပြောရမှာပဲအဲ့တော့သွားမယ်ဆိုလို့ရှိရင်ဒီလမ်းကြောင်းကြီးပေါ်တက်ပြီးတော့လမ်းတဲ့ပုဂ္ဂိုလ်တွေဟာအတိုင်းအတာတစ်ခုထိအောင်တော့ရောက်ကြမှာပဲပေါ့ခြေလမ်းတရားသွားမှရောက်မဲ့နေရာမျိုးဆိုရင်ခြေလမ်းတရားပြည့်အောင်သွားရမှာဖြစ်တယ်10လမ်းလောက်လမ်းပြီးတော့မရောက်ဘူးလို့ပြောနေလို့မရဘူးနောက်တော့အလန်း90ဆက်လမ်းကိုလိုသေးတယ်ပြည့်ပြည့်ဝဝ6လမ်းလိုက်ပြီဆိုလို့ရှိရင်တေချာပေါက်ရောက်မှာဖြစ်တယ်ပေါ့အဲ့ဒါလို့မြတ်စွာဘုရားသခင်ကိုရောမြတ်29နှစ်တောထွက်ပြီးတော့ရဟန်းဖြစ်လာတဲ့အချိန်ကစပြီးတော့သက်တော်80ပြည့်တဲ့နှစ်ပေါင်း52နှစ်တာကာလမှာမဂ္ဂင်၈ပါးအကျင့်တရားကိုတစိမ့်တသေးတာလေးဟောပြနိုင်တဲ့ပုဂ္ဂိုလ်တော်တခြားဘာသာဝါဒမှာမရှိဘူးလို့သုဘတ္တကိုဒီလိုမြတ်စွာဘုရားကအတိအလင်းရှင်းပြခဲ့တာဖြစ်တယ်ပေါ့အဲ့ဒါလိုလဲရှင်းပြလိုက်ရောသုဘတ္တဟာမဂ္ဂင်၈ပါးအကျင့်ဟာသာလေမှန်ကန်တယ်ဆိုတာကိုသူရှင်းသွားတယ်မြတ်စွာဘုရားရဲ့တိကျပြတ်သားတဲ့လမ်းစဉ်ကိုသူသဘောပေါက်သွားတယ်မြတ်စွာဘုရားကို
အဘိက္ခန္တံဗန္တိဘိက္ခန္တံဗန္တိရှင်ဗျာနှစ်သက်ဖွယ်ကောင်းလိုက်တာနှစ်သက်ဖွယ်ကောင်းလိုက်တာဆိုပြီးတော့လက်တွေ့ယူပြီးတော့ပြလိုက်တယ်လို့သူ့ရဲ့ဉာဏ်မြင်နေဟာလင်းသွားတာဒါကြောင့်မို့လို့တပည့်တော်ဖရာတရားတန်ခါကိုယ်ဝေယအဖြစ်အတိမတ်ပြုပါတယ်ဖရာလို့ချက်ချင်းဒါပြောမယ်ဆိုရင်ဘုရားဘာသာအဖြစ်ခံယူလိုက်ခြင်းပဲဖြစ်တယ်ပေါ့ဖရာတရားတန်ခါယနာသုံးပါးကိုကိုယ်ဝေစိကတုအဖြစ်မှတ်ယူပါဆိုပြီးတော့တပည့်တော်ဟာမြတ်စွာဘုရားရဲ့ရှင်သာမဏေယဟန်အဖြစ်ခံယူရစေပါလို့ဒီလိုမြတ်စွာဘုရားကိုချက်ချင်းပဲတောင်းဆိုတယ်ရှင်ကိုတိညအလောင်းပစ္စဝိကိဟာဓမ္မစကြာတရားဟောပြီးသည့်ဆုံးမှာလဘေယဟံဗန္တိဘဂဝတောတန္တိကေပပ္ပစ္စံလဘေယဥပတံဘုရားရဲ့ဓမ္မရှင်ဖြစ်ယဟန်ဖြစ်ရပါရစေပါလို့မြတ်စွာဘုရားရှိမှကိုတိညရတိကတောင်းဆိုသလိုပဲသူကလည်းပဲယဟန်ဖြစ်ခွင့်ကိုတောင်းတယ်အဲ့ဒါလို့တောင်းတဲ့အခါမြတ်စွာဘုရားချမှတ်ထားတဲ့စိကံတစ်ခုပြောပြအညဒိဋ္ဌိယပုဗ္ဗဘာသာကြားမှာတရားဓမ္မကျင့်ကြံတဲ့တမနာအဖြစ်ခံယူထားတဲ့ပုဂ္ဂိုလ်တွေဟာငါဘုရားရဲ့အဆုံးအမကိုလိုက်နာမယ်ဆိုလို့ရှိရင်ဥပရိပညာထားတာရှိတဲ့လေးလတိတိစံတတ်စစ်သေးမှုခံရလိမ့်မယ်စောင့်ကြည့်ခြင်းခံရမယ်လေးလတိတိကျင့်ရမယ်ကျင့်စဉ်တွေကိုကျင့်ရမယ်စိတ်ချရပြီဆိုတော့မှယဟန်ဖြစ်ကိုခွင့်ပြုတယ်လို့မြတ်စွာဘုရားဒီလိုမိတ်ရှိတဲ့အခါကျနော်သာသနာပေါင်းမှာဒီဘာသာကြားတယောက်ဟာဘုန်းကြီးဝတ်ချင်ပါတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဝိနည်းထဲမှာအညဒိဋ္ဌိယပရိဝါဒလို့ခေါ်တယ်ဘာသာကြားတွေဟာသူတို့ရဲ့အယူဝါဒကိုစွန့်ခဲတယ်အကြောင်းတစ်ခုခုကြောင့်ဝင်လာတဲ့အခါမှာစိတ်ကပေါ့ထထတယ်ပေါ့အချောင်ရရင်ချောင်ဝင်တတ်တဲ့သဘောမျိုးတွေရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားလေးလတိတိတကယ်ဟုတ်ပုံကိုစောင့်ကြည့်ခံရမယ်ဆိုပြီးတော့ပြောပြီးမြတ်စွာဘုရားအပိစ္ဆမိဋ္ဌပုဂ္ဂလမတ္တတာဝိဒိတာမြတ်စွာဘုရားကဘယ်နေရာမှတရားသေးဆွဲကင်ထားတာမရှိဘူးဒီကိစ္စမှာပုဂ္ဂိုလ်တွေရဲ့ကွက်ပြားခြားနာမှုကိုငါနားလေတယ်ဒီလိုမေ့ရှိလိုက်ဒီစကားဟာအလွန်လေးပဲရှိတယ်လူတိုင်းအတွက်တော့မဟုတ်ဘူးဥပဒေဆိုဒီမှာဒီအများစုအတွက်လုပ်ထားတဲ့ဥပဒေထူးခြားတဲ့ပုဂ္ဂိုလ်တွေအတွက်ကြခွင့်ပြုချက်ပေးနိုင်ရဒါကိုဆိုလိုတာမြတ်စွာဘုရားအပိစ္ဆမိဋ္ဌပုဂ္ဂလဝိမတ္တတာဝိရိတာဒီကိစ္စမှာတဲ့တူနဲ့တူမတူဘူးဆိုတာငါအသိမှတ်ပြုတယ်ဆိုတော့သူပတ္တကလျှောက်တယ်အရှင်ဘုရားတဲ့အခုလိုလေးလဆိုင်မှကျင့်တတ်မယ်ဆိုလို့ရှိရင်တပည့်တော်လေးလမကပါဘူးလေးနှစ်လောက်ပါမယ်သူစိတ်ဓာတ်ရဲ့အာတတ်ရောရှိဖို့လေးလမကပါဘူးတဲ့တပည့်တော်လေးနှစ်စိကံချက်တိုင်းနေထိုင်ပြီးတော့တပည့်တော်လိုက်နာပါမယ်လို့ဆိုတော့မှမြတ်စွာဘုရားကသူ့ရဲ့ကျင့်တတ်ဖွယ်ရာအာတတ်ရောစိတ်ဓာတ်ဖြောင့်စင်ရိုးသားမှုကိုကြည့်ပြီးတော့အာနန္ဒမထေရကိုခြေသာအာနန္ဒသူပတ္တကိုရှင်ပြုယဟန်ခံပေးလိုက်လို့ဘယ်ချိန်မျိုးဆိုတာစဉ်းစားကြည့်နော်ည7 နာရီကြော်လေးမှာသူပတ္တပြပိုက်ကြီးဟာရသော်ဘုရားရှင်ခွင့်ပြုချက်ရမှာဒါနဲ့ရှင်အာနန္ဒမထေရဟာသူပတ္တကိုပြင်ခေါ်ထုတ်သွားပြီးတဲ့အခါဆံနေပါလေရိပ်ပဲလို့သင်္ကန်းဝတ်ပေးထုံးစံတိုင်းပြီးတော့ယဟန်ခံပေးလိုက်ကြတယ်ပေါ့အဲ့ဒီထဲမှာပဲယဟန်ဖြစ်ခံပေးလိုက်တဲ့အခါသုပတ္တပြပိုက်ကြီးကဘာပြောလို့ဆိုအရှင်ဘုရားအာနန္ဒာအရှင်ဘုရားတို့တိတ်ကံကောင်းတာပဲအခုလို့မြတ်စွာဘုရားရဲ့တပိတာဝကအဖြစ်အရှင်ဘုရားတို့ရရှိတာအလွန်ကံကောင်းတယ်ပေါ့သူဟာခုမှရရတယ်ပေါ့ရှင်အာနန္ဒာကိုအခုလို့လျှောက်ကြပြီးသုပတ္တမြတ်စွာဘုရားရှိချင်းကပ်ပြီးမြတ်စွာဘုရားကကမ္မထာအကျဉ်းချုပ်ကိုဟောပြောလိုက်တာနဲ့မြတ်စွာဘုရားရဲ့ဆုံးမတဲ့စကားကိုတသိမတိန်နာယူမှတ်သားပြီးဒီဥယျာဉ်တဲ့တနေရာအင်ဂျင်ပင်အောက်မှာထိုင်ရင်တရားဓမ္မကျင့်ကြံကြကိုအားထုတ်တယ်
သူစိတ်ဓာတ်နိဗ္ဗာန်ဆိုတဲ့ဥတည်ချက်တစ်ခုတည်းပဲပဟိတတနိဗ္ဗာန်ကိုစဉ်လွတ်ထားတဲ့စိတ်ကြိုးစားပန်းစားလိုချင်တဲ့ပန်းနဲ့ရောက်အောင်သူဟာဝိပဿနာကျင့်စဉ်တစ်ခုကြိုးစားအထောက်လိုက်တာရသော်ဘုရားတတ်တော်ထင်ရှားရှိနေတော့မယ်ရသော်ဘုရားပြိဋိဘံမဆန်ခင်မနဲ့မိုးမလင်းခင်ပဲသူဟာယဟန္တာဖြစ်သွားတယ်ယဟန္တာဖြစ်သွားလို့သူပတ္တဟာမြတ်စွာဘုရားရဲ့ထာမသင်္ကန်းဝတ်ပြီးတော့မြတ်စွာဘုရားရဲ့နောက်ဆုံးတပည့်တာဝကဖြစ်ရောက်ရှိပြီးတော့သွားမြတ်စွာဘုရားရဲ့တပည့်တွေထဲမှာကုဋ္ဌိမြတ်ဟာပထမဆုံးပဲသူပတ္တဟာနောက်ဆုံးပဲသူတို့ရဲ့အတိတ်ကြောင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်ညီကိုနှစ်ယောက်ဘဝကလာခဲ့ကြညီလုံးတဲ့ပုဂ္ဂိုလ်ကကုဋ္ဌိမြတ်ညီကိုနှစ်ယောက်ဘဝလဲဆိုင်တဲ့အခါမှာညီလုံးတဲ့ပုဂ္ဂိုလ်ကကောက်စဘာဥဆိုပြီးတော့စဘာထဲမှာအဆံလေးတွေထည့်လာတဲ့အခါအဲ့ဒီအဆံလေးတွေကိုခွဲထုတ်ပြီးတော့စဘာဥကောက်ဥအလှူကိုမြတ်စွာဘုရားကိုလှူတယ်ခုခေတ်မုံစမ်းဆိုတာမျိုးပေါ့နော်သူ့ကိုတိုင်ပင်တဲ့အခါမှာသဘောမတူဘယ်မလုပ်ချင်မှလည်းမဖြတ်စည်းပါနဲ့ဆိုတဲ့စကားနဲ့တားမြစ်တဲ့အခါကျတော့ညီကိုတယောက်ကိုယ်ပိုင်းနဲ့သူ့အပိုင်းအပိုင်းခွဲလိုက်တယ်သူ့အပိုင်းကသူကအမြဲတမ်းအဝူဖျားတွေကိုလှူတယ်လှူသည့်အတွက်ကြောင့်ရသော်ဘုရားပွင့်လာတဲ့အခါမှာကုဋ္ဌိညာတရားဥရအကိုလုံးတဲ့ပုဂ္ဂိုလ်ဟာသူပတ္တဖြစ်လာတဲ့အခါနောက်ဆုံးအချိန်ကျမှတရားသိရတဲ့အနေအထားမျိုးဖြစ်သွားတယ်ဒါကြောင့်မို့ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာလက်နှေးနေတဲ့ပုဂ္ဂိုလ်တွေဟာလည်းတရားသူတရားမြတ်ရတဲ့အခါမှာလည်းလက်နှေးနေတတ်တယ်ပေါ့ရသော်ဘုရားရဲ့တသက်တာသက်တော်80ကာလမှာပထမဆုံးတပည့်ဟာကုဋ္ဌိမြတ်ဖြစ်ပြီးတော့နောက်ဆုံးတပည့်ကသူပတ္တပဲဖြစ်တယ်ဆိုဒီလိုကျမ်းဂန်မှာမှတ်သားထားတရားချစ်ခင်သူတော်စင်ပြိဿပေါင်းလို့ရသော်ဘုရားခင်ကိုယ်မြတ်လောကသားတွေအတွက်ကြိုးပမ်းအထောက်တဲ့နောက်ဆုံးချိန်ထိအောင်ကြိုးစားအထောက်ပြီးအကျိုးရှိရာရှိချောင်းကိုဆုံးမသွန်သင်ဟောကြားတော်မူခဲ့တာဖြစ်တယ်ဆိုတဲ့ရသော်ဘုရားရဲ့ခုံတွေကိုအာရုံပြုပြီးတော့ရသော်ဘုရားရဲ့အဆုံးအမအတိုင်းဘဂရှိပါကျင့်တရားကျင့်ခြင်းအားဖြင့်တို့တွေလည်းလိုက်နာကျင့်ကြံကြိုးကိုအထောက်မယ်ဆိုရင်တမနာလို့ဆိုတဲ့ကိလေသာငြိမ်းတဲ့ပုဂ္ဂိုလ်တွေဖြစ်ကိုတို့တွေလည်းရောက်ကြမှာဖြစ်တယ်လို့ကိုယ်စီယုံကြည်ကြပြီးကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း